ပိုင်ရှင်ရှိမှန်းသိလို့ရှောင်ပြေးလိုက်တာဟာလည်းပဲတန်ဖိုးကြီးတဲ့ကိုကျင်တရားကောင်းလေးတစ်ခုပါသူများပိုင်ဆိုင်ထားတဲ့အရာဝတ္ထုဒါမှမဟုတ်လူပုဂ္ဂိုလ်တိုးတယောက်ကိုကလိုချင်လာတဲ့အခါကိုချင်းစားတတ်ပါစေကိုကအရန်လိုချင်နေတဲ့ပစ္စည်းဒါမှမဟုတ်လူပုဂ္ဂိုလ်တိုးတယောက်ရဲ့ပိုင်ရှင်ဟာသူမျက်နှာတန်ဖိုးထားတဲ့အရာကိုရောက်ဖို့အတွက်သူမှာအချိန်တွေရောငွေတွေဘဝတွေပေးပြီးစ조사ထားရတာလွယ်တကူရလာတာမှမဟုတ်တာဒါကြောင့်အတင်းအဓမ္မလူယူဖို့မစ조사ပါနဲ့အတင်းအဓမ္မလူယူဖို့အထိမစ조사လိုက်ပါနဲ့ကိုမျက်နှာတန်ဖိုးထားတဲ့အရာကိုတပားသူကလူယူသွားမယ်ဆိုရင်ရောကို့အနေနဲ့ခံနိုင်ရရှိရလားဆိုတာကိုယ့်ကိုယ်ကိုအရင်ပြန်မေးကြည့်ပါခဏတစ်ဖြုတ်မြင်တွေ့ရုံနဲ့လူချင်းတက်မဲ့မိတဲ့တင်တော်လူယူဖို့အထိစ조사မိသေးတယ်ဆိုရင်သူတို့မှနှစ်တွေအများကြီးပြည့်ဆက်ပြီးတော့စ조사ထားရတဲ့ပိုင်ရှင်ကဘလောက်တေတောင်မျက်နှာတန်ဖိုးထားနေမလဲတစ်ချက်လောက်လေးကိုချင်းစာကြည့်ပေါ့တကယ်လို့ကိုကလူယူလိုက်လို့ရခဲ့ရင်တော့မှဒီနေ့ကျရင်ဒါမျိုးလည်းပဲကိုကပြန်လူယူခံရလိမ့်မယ်ဆိုတာမလွဲမသွေကြုံရမှာဖြစ်ပါတယ်ဘုရားဟောတဲ့ပါဠိတော်မှာစနေတိတတိတံပါကံတဲ့ဘယ်ရာမစိုးဒီနေ့ကျရင်တော့တူသောအကျိုးကိုပြန်ပေးရမှာဖြစ်ပါတယ်ဆိုတာဟာနောက်ဘဝထိမကူပါဘူးတချို့ဝတ်တွေကဒီဘဝမှာတည်းကြီးစွာသောပေးဆက်မှုတွေကိုခံစားရတတ်ပါတယ်ဒါကြောင့်ကိုမပိုင်တဲ့ဘယ်ရာမစိုးအချောက်မလို့ခြင်းပါနဲ့ကိုယ်တိုင်ချိန်ပေးပါမိမိကိုယ်တိုင်ကြိုးထောင်ပါစ조사ပါကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့စ조사မှုနဲ့ကိုယ့်ရဲ့လုပ်ရက်တွေနဲ့ထိုက်တန်တဲ့အရာတွေဟာဒီနေ့ကျရင်တော့ကိုယ့်စီကိုတေချာပေါ့ရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်ဘယ်ရာဝတ္ထုကိုမဆိုပိုင်ရှင်ရှိရင်စောင့်ထိန်ပါ